အကျွေးတွေတင်နေလို့လာမယ့်ရာသီအတွက်တိုင်ပတ်နေတဲ့ NASA အားလုံးပဲမင်္ဂလာပါစူပါဖွတ်ဘယ်ဒီမှာတင်ဆက်ပေးနေပါတယ်ခရစ္စတီယာနို ရိုနယ်ဒိုကစားနေတဲ့ NASA အသင်းဟာလက်ရှိမှာဘန်နာရေးပိုင်းအရာအကြက်တဲမှုတွေကိုရင်ဆိုင်နေရတယ်လို့သတင်းတွေကထွက်ပေါ်လာခဲ့ပါတယ်ပြီးခဲ့တဲ့ရာသီမှာအသင်းရဲ့ဘန်နာရေးပိုင်းဆိုင်ရာအားနည်းညံ့ဖျက်မှုတွေကြောင့် NASA အသင်းဟာကျွေးမီယူရို189သန်းထိတင်ရှိနေပြီးအခုဆိုရင် CEO ဖြစ်သူဆယ်မီတော့အားကစားဒရိုက်တာစီမာနိုကော်တင်ညိုတို့ကိုပါ NASA အသင်းရဲ့ယာတို့ကနေရပ်ဆိုင်းထားတယ်လို့သိရှိရပါတယ်အသင်းအနေနဲ့တင်ရှိနေတဲ့ကျွေးမီတွေကိုမရှင်းပေးသေးသေးလာမယ့်ရာသီအတွက်ကစားသမားအသစ်တွေကိုခေါ်ယူမှုပြုလုပ်နိုင်တော့မှာတော့မဟုတ်ပါဘူး။ဒါဆော်ဒီလက်ရှိချန်ပီယံကိုအခက်တွေ့စေမှာဖြစ်ပါတယ်။အသင်းရဲ့ပထမလူစင်းမှာပါဝင်တဲ့ကစားသမားတချို့ဆိုရင်လည်းလောက်ခလာစားအပြည့်အဝမရရှိတာတွေရှိနေတဲ့အထိဖြစ်နေတယ်လို့လည်းသတင်းရင်းမြစ်တွေရသိရှိခဲ့ရပါတယ်။ကျွေးမီပြဿနာကိုဖြေရှင်းဖို့အတွက်အသင်းရဲ့ရှယ်ယာတချို့ကိုရောင်းချမှုကိုလည်းနီးလန်းတစ်ခုအဖြစ်နဲ့စဉ်းစားနေတယ်လို့သိရှိရပါတယ်။ဒါပေမဲ့ဒါဟာ NASA နဲ့ပေါ်တူဂီလက်ရွေးစင်ကစားသမားခရစ္စတီယာနို ရိုနယ်ဒိုတို့အတွက်ကတော့အဓိကထိုးနှက်ချက်တစ်ခုဖြစ်လို့လာမှာတော့အမှန်လည်းဖြစ်ပါတယ်ဟုတ်ကဲ့ပါခင်ဗျာဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်နေ့ဒီမှာလည်းအားကစားနဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ channel လေးကို like and follow ပြုလုပ်ခဲ့ကြဖို့တောင်းဆိုချင်ပါတယ်အဆုံးထိနားဆင်အားပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ